နေ့တုန်းကကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော်ဒီနေရာမှာ2ရက်နှစ်ခတ်4 9ရက်နှစ်ခတ်3 9ရက်နှစ်ခတ်3သူကဒီမျိုးရိုက်ထားပြီးရပြီပေါ့နော်အဲ့လိုမျိုးရိုက်ထားပြီးတဲ့ခါကျတော့သူကဒီကောင်လေးဒီ2ရက်နှစ်ခတ်4ကဘာကြောက်ရိုက်ရတာလဲဆိုလို့ရှိရင်သူကဒီမှာ6နဲ့5နဲ့3ထားလို့2ရက်နှစ်ခတ်4ရိုက်တယ်265နဲ့3ထားလို့9ရက်နှစ်ခတ်3ရိုက်တယ်66တက်နဲ့3ထားလို့9ရက်နှစ်ခတ်3ရိုက်တယ်အဲ့လိုမျိုးတွေသူကစော်ထားတာနော်အဲ့လိုမျိုးတွေသူကစားထားတာအဲ့လိုကစားထားတာဆိုတဲ့ခါကျတော့ဒါဆိုရင်ဒီမှာကကျွန်တော်တို့ကဒီနာမှာ3ညထိတ်ကစားပေးရတာအဲ့ဒါဘာကြောင့်3ညထိတ်ကစားမှာလဲဆိုတော့သူကဒီ3ည6နဲ့8ပေါ့ပြီးတော့6နဲ့5 3 2653 66တက်3 8 3လုံး3ပေါ့နော်အဲ့ဒါတွေကိုသူရဲ့ကစားမဲ့မူဝါဒကဒီ3ည6နဲ့8တာနဲ့သူက3 4တက်နဲ့8မယ်ပေါ့6နဲ့5နဲ့3တာနဲ့သူက8 3နဲ့3မယ်ပေါ့အဲ့တော့265နဲ့3တာနဲ့သူက3ည3 3ညနဲ့သူက3လိုက်ရုံပဲဒါသူက3ညထိတ်ကိုပေးတာပေါ့နော်နောက်တစ်ချက်ကဒီမှာကဒီ9နဲ့3နဲ့8လို့ရိုက်တယ်8လို့ရိုက်ပြီးတော့9မဟုတ်ဘူး9ရက်နှစ်ခတ်3ရိုက်တယ်3ရက်ပြီးသွားပြီဆိုတာ8က8ထိပ်ပို့တယ်ပို့ပြီးရင်8ရက်ပေါ်က3ဆင်းတယ်3ဆင်းပြီးသွားပြီဆိုတာလည်းသူ့ရဲ့အောက်မှာ1နဲ့2နဲ့3တာကိုဒီနေရာမှာ3လောက်ပေးလို့ပို့တယ်အဲ့ဒီပုံစံတိုင်းပဲနောက်တစ်ခါဒီဘက်မှာ8ရက်နှစ်ခတ်1ရိုက်တယ်ခွန်ထိပ်ပို့တယ်ပေါ့နော်ဒီ9နှစ်ခတ်3ရိုက်တယ်8ကို8ထိပ်ပို့တယ်လို့8ရက်နှစ်ခတ်1ရိုက်တယ်ခွန်လို့ပို့တယ်အဲ့လိုပို့ပြီးသွားပြီဆိုတာနဲ့ခုနက8ကို8ပို့လိုက်ပြီးတော့8ရက်ပေါ်က3ရိုက်တယ်လို့ခွန်ပို့ပြီးတော့ခွန်ရက်ပေါ်က2ရိုက်တယ်ပေါ့အဲ့တော့ဒီ8ကို8ပို့8ပေါ်က3ရိုက်ပြီးဆိုသူအောက်မှာ1နဲ့2နဲ့3ကဒီမှာ3ပို့တယ်လို့ဒီခွန်ရက်ပေါ်က2ကိုပို့ပြီးဆိုတာ9နဲ့5နဲ့3ညကဒီနေရာမှာ3ညလို့ဒါညနေကပို့တာဟာညနေကလည်းပြောပြခဲ့တယ်ပေါ့နော်3ညအဲ့လိုဖြစ်တဲ့ခါကျတော့ကဲဒါဆိုရင်ဒီ9ရက်နှစ်ခတ်3ကို8ကို8လို့ပို့တဲ့အချိန်မှာ8ရက်ပေါ်က3ရက်ပြီးတော့1နဲ့2နဲ့3ကို3လို့ပို့ပြီးသွားပြီဆိုတာနဲ့ဒီမှာရှိတဲ့1ရက်နှစ်ခတ်ကိုခွန်8 3နဲ့8မှာ3ထိပ်အဲ့တော့ဒီ3က3ထိပ်ဟုတ်ပြီလားအဲ့တော့ဒီမှာ8ရက်နှစ်ခတ်1ရက်ပြီးရဆိုတာခွန်ပို့မယ်ခွန်ရက်ပေါ်က2ရက်မယ်ဒီနှလုံးပေါင်းရင်း3ညက3ညထိပ်လို့ပို့လိုက်ပြီဆိုတာနဲ့ဒီမှာရှိနေ3ရက်နှစ်ခတ်က3နဲ့3ညနဲ့5မယ်အဲ့တော့3ညက3ညထိပ်ဒါမဲ့ပြန်ဆက်နိုင်ယူဆိုတော့ဒါအဲ့တော့ဒါဒီဗီဒီယိုဖိုင်ကြည့်တဲ့သူတွေကတော့အတန်ကိုကြားတယ်ဆိုတာနဲ့သိမှာပဲဒါဘယ်သူပေါ်ပါဆိုတာပေါ့နော်အဲ့တော့ကိုဆက်သွယ်နော်ဒီဒါအဖောက်ဝင်နေတဲ့သူတွေပေါ့နော်ဘယ်လိုမျိုးအဆက်အသွယ်လုပ်ရမလဲဆိုလို့ရှိရင်ဒီမှာ noun 2D 3D channel ကိုဒါမိတ်ဆွေတို့တွားဝင်ကြည့်လိုက်ပေါ့နော်အဲ့ noun 2D 3D channel ကတော့ကျွန်တော် live လွှင့်မှာမဟုတ်တော့ဘူးเนาะဘာလို့ဆိုတော့သူကဒီ subscribe လုပ်သမားပေါင်း4000ကျော်5000နီးပါးဖြစ်နေပြီပေါ့နော်ဖြစ်နေပြီဆိုကျွန်တော်နားလိုက်ပြီဒါအခုနောက်ထပ်အခုဒီမှာဒီ video file ကိုတင်ပေးတဲ့ဒီ channel ကိုခင်ဗျားတို့ subscribe လုပ်မယ်ပေါ့နော်ပြီးတော့ဒါအဖို့ဝင်ခြင်းတဲ့သူတွေကဒါအဲ့ noun 2D 3D channel မှာပဲတွားပြီးတော့ပေါ့နော်ဒါဆက်သွယ်ရမယ့်လမ်းကြောင်းတွေပေါ့နော်အဲ့မှာဒီမှာသူရည်တင်တာဟာဒီ Viber တွေဘာတွေပေါ့နော်အဲ့ဒါတွေကိုဆက်သွယ်ပြီးတော့ဒါအဖို့ဝင်တယ်ပေါ့ဗျာပုံမယ်ဆိုတော့ဒီအဖို့ဝင်တဲ့ပုံစံကတော့ဘာလို့ညွှန်းလာလဲဆိုလို့ရှိရင်ပေါ့နော်အခုဒီချိန်ကနေစပြီးတာ2026နှစ်ကုန်တဲ့အထိကဒါအဖို့ဝင်ကြီးက3000လောက်ပဲဒီတစ်ချိန်မဲ့ဒါဒီနှစ်ကုန်ထိဒီတစ်ချိန်မဲ့သူအဖို့ဝင်ရမယ်အဲ့ကြားထဲမှာဒါ 2D ရော 3D ရောနှစ်ခုလုံးရသွားမှာပေါ့ဗျာနော်အဲ့လိုမျိုးလေးလောက်ကြပါမယ်ပြန်တော့အဲ့မှာ3ညထိပ်ပေါ့ဗျာနော်